ဘာကြီးပေါ်မှာလူတွေမတည်သေးတဲ့လူဝက်ဆန်းကျဲမှုတွေဘလုံးများများရှိနေအောင်မလဲဒီနေ့မှာတော့တင့်ကိုပါဇက်အဟောင်းသားသူသွားစေမဲ့ထူးဆန်းတဲ့နေရာနှစ်ခုအကြောင်းပြောပြပေးပါမယ်ပထမဆုံးအနေနဲ့အိန္ဒိယနိုင်ငံဟီမဝန္တာတောင်တန်းဒီကြားမှာရှိတဲ့ရူခွန်လက်ဒါမှမဟုတ်လူသိများတဲ့နိုင်ငံကတော့စုံမရေကန်ပေါ့ဒီရေကန်ဟာတစ်နှစ်ပတ်လုံးရေခဲနေလေရှိပါတယ်ဒါပေမဲ့နွေရာသီမှာရေခဲတွေအရေးပြောတဲ့အခါဘာပေါ်လာလဲဆိုတာသင်သိရင်အံ့ဩသွားပါလိမ့်မယ်အဲ့ဒါကတော့လူပေါင်း800ကျော်ရဲ့အယိုးစုတွေပါပဲဘယ်ခေတ်ကဘသူတွေလဲဘာကြောင့်ဒီနေရာမှာအစုလိုက်အပြုံလိုက်တည်ဆုံးခဲ့ရတာလဲဆိုတာနှစ်ပေါင်းများစွာလှုပ်ဝက်ချက်တစ်ခုလိုရှိခဲ့ပါတယ်နောက်ပိုင်းမှာသိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရာခေတ်အမျိုးမျိုးကလူတွေဖြစ်ပြီးမုံတိုင်းတန်ဒါမှမဟုတ်ယောဂဗျာအကြောင်းတည်ဆုံးခဲ့ကြတယ်လို့ယူဆရပါတယ်ဒါပေမဲ့အဖြေကတော့ခုထိရှင်းရှင်းလင်းလင်းမရှိသေးပါဘူးနောက်တစ်ခုကတော့ကမ္ဘာပေါ်မှာအတန်အတစ်စိတ်ဆုံးနေရအဖြစ်မတန်ဝင်ထားတဲ့ Microsoft ရဲ့ Anechoic Chamber ပါဒီအခန်းဟာအပြင်ကအတန်တွေကိုလုံးဝမဝင်အောင်အထူးပြုလုပ်ထားပြီးအတွင်းကအတန်တွေကိုလည်းပြမပဲ့တင်အောင်စီစဉ်ထားပါတယ်ဒီအခန်းထဲမှာလူတစ်ယောက်45မိနစ်ထက်ပိုနေရင်ယူသွားနိုင်တယ်လို့ဆိုကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တိတ်ဆိတ်လွန်လို့ကိုယ့်လက်သွေးလက်ပတ်တန်နှလုံးခုန်တန်အယိုးလှရှားတန်တွေကိုကိုယ်တိုင်ပြန်ကြားနေရလို့ပါပဲလူသားတဦးအနေနဲ့အတန်တိတ်ဆိတ်မှုကိုဒီလောက်ထိဘလို့မှမခံနိုင်အောင်ဖန်တီးထားတဲ့နေရာဆိုတာစိတ်ဝင်စားစရာပါပဲကဘာကြီးဟာကျွန်တော်တို့ကိုအမြဲတမ်းအံ့ဩစရာတွေပေးနေတော့ပါတယ်ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေကတင့်ရဲ့စူးစမ်းကျင်စိတ်ကိုလှုံ့ဆော်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘုဟုတုတ္တတွေအတွက်ကျွန်တော် page ကို follow လုပ်ထားပေးပါအောင်